ကျမတို့တွေဟာအချိန်တွေအများကြီးရှိနေသေးတယ်လို့ထင်တတ်ကြတယ်။တစုံတစ်ယောက်ကိုဂရုစိုက်ဖို့နောက်မှအချိန်ရသေးတယ်လို့ထင်တတ်ကြတယ်။တစုံတစ်ယောက်ကိုချစ်ပြဖို့လည်းအချိန်ရှိပါသေးတယ်လို့ထင်တတ်ကြတယ်။ဒါပေမဲ့အချိန်တွေကကျမတို့ကိုအမြဲမစောင့်နေပါဘူး။ဒီနေ့မှာတော့နောက်မှဆိုတဲ့အရာကနောက်ကျလွန်သွားပြီဆိုတာမျိုးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကိုမှာချင်တာလေးကကိုချစ်ရတဲ့သူတွေအပေါ်ချစ်ကြောင်ပြဖို့မမေ့ပါနဲ့။ကြီးကျယ်တဲ့လုပ်ရက်တွေမှမဟုတ်ပါဘူး။ကိုရဲ့ချစ်ချင်းမေတ္တာနဲ့အရင်တည်ပြီးပြုလုပ်ပေးလိုက်တဲ့ဂရုစိုက်မှုလေးတွေကအစအကျုံးဝင်ပါတယ်။တခါတလေမှာကျမတို့မှတ်ယူထားတတ်တဲ့အရာတစ်ခုရှိပါတယ်။ဘာလဲဆိုတော့ကျမတို့တွေကကိုချစ်ရတဲ့သူတွေသူတို့ဟာကျမတို့ဘဝမှာဘလောက်အရေးပါတယ်ဆိုတာကိုသိပြီးသားလို့မှတ်ယူထားတတ်ကြတယ်။ဒါပေမဲ့သိခြင်းနဲ့ခံစားရခြင်းကမတူပါဘူးနော်။သူတို့တွေဟာကိုယ့်ဘဝမှာအရေးပါတယ်ဆိုတာကိုသူတို့ကိုယ်တိုင်ခံစားရစေဖို့ကိုကဘာတွေပြသပြီးပြီလဲ။ဘာတွေနဲ့သက်သေပြခဲ့ပြီးပြီလဲ။ကိုချစ်ရတဲ့သူတယောက်အကြောင်းကိုစဉ်းစားကြည့်ပါ။ကိုရဲ့မိဘကိုရဲ့မောင်နှမကိုရဲ့ချစ်ရတဲ့ချစ်သူဒါမှမဟုတ်ရင်ရင်းနှီးတဲ့တငယ်ချင်းမိတ်ဆွေသူတို့တွေကိုတင်နောက်ဆုံးအကြိမ်ဘယ်တော့ကချစ်ကြောင်ပြခဲ့တာလဲကျမတို့တွေဟာတခါတရံမှာပင်ပန်းနေလို့အလုပ်တွေများလွန်းနေလို့သူတို့တွေနားလည်နိုင်မယ်ထင်လို့မနှက်ဖြန်တွေရှိသေးတယ်ထင်လို့ဆိုပြီးချစ်ကြောင်ကိုမပြဘဲနေမိတတ်ကြပါတယ်ချစ်ချင်းဆိုတာကစိတ်ခံစားချက်တစ်ခုတည်းတည်းမဟုတ်ပါဘူးတကယ်တော့ချစ်ချင်းဆိုတာဟာလုပ်ရက်အနေနဲ့သက်တည်ပြရမယ့်အရာပါအဲ့ဒီလုပ်ရက်ဆိုတာဟာလေကျမတို့ရဲ့အားထုတ်မှုတွေကတဆင့်ဖြစ်ပေါ်လာတဲ့အရာပါဒါမှလည်းတစ်ဖက်လူကကိုချစ်ကြောင်းကိုအလေးထားရကြောင်းကိုခံစားမိမှာပါပြီးတော့တဦးနဲ့တဦးကြားမှာထားရှိကြတဲ့မာနတရားတွေကြောင့်လည်းဒီလိုမျိုးချစ်ချင်းတရားတွေကိုထုတ်ဖော်ပြသဖို့ဆိုတာကမဖြစ်နိုင်စရာအကြောင်းတစ်ခုဖြစ်လာပါတယ်ကိုယ့်ရဲ့မာနကြောင့်အရင်ဆုံးပြန်ဆက်သွယ်ဖို့ကိုတုံ့ဆိုင်နေတတ်ကြတယ်မာနကြောင့်တောင်းပန်ပါတယ်ဆိုတဲ့စကားကိုရှောင်နေကြတယ်ဒီမာနကြောင့်ပဲကိုယ့်ရဲ့ခံစားချက်တွေကိုသိုးဝှက်ထားတတ်ကြတယ်နောက်ဆုံးနောင်တတရားတွေဝင်လာတဲ့အခါမှာတော့ဒီမာနတွေလည်းအသုံးမဝင်တော့ပါဘူးနောင်တတွေနဲ့ပဲကိုယ့်ရဲ့မှတ်ဉာဏ်တွေထဲမှာကြန့်ရှိနေတော့မှာပါနောင်တတရားတွေဆိုတာလေအချိန်လုံးမှမပြောမိလိုက်တဲ့မလုံးမိလိုက်တဲ့အရာတွေကြောင့်ဖြစ်လာတာပါသူလိုအပ်နေတဲ့အချိန်မှာမပြောပြလိုက်တဲ့အပိစကားတွေကြောင့်မပို့မိလိုက်တဲ့မက်ဆေ့တွေကြောင့်ရွှေ့ဆိုင်ထားခဲ့တဲ့ဂရုစိုက်မှုတွေကြောင့်
အချိန်ဆွဲထားခဲ့တဲ့အားထုတ်မှုတွေကြောင့်ဖြစ်ရတာပါကျမတို့တွေချစ်ကြောင်ပြတဲ့အခါမှာပြည့်စုံနေစရာမလိုအပ်ပါဘူးကျမတို့တွေရှိနေပေုံနဲ့တင်ပြည့်စုံနေပါပြီကိုချစ်ရတဲ့သူကိုလိုအပ်နေတဲ့အချိန်မှာသူတို့အနာရှိနေပေးတာမျိုးတကယ်လို့အနာမှာမရှိနေပေးနိုင်ရင်တော့မှဂယုစိုက်ကျင်နာတဲ့စကလုံးလေးတွေပါတဲ့အတ္တမတ်စိတ်လေးတွေပို့တာမျိုးသူတို့တွေဝမ်းနေနေတဲ့အခါမှာကိုယ့်ရဲ့ပခုံးတစ်ဖက်လေးမိစေးပြီးတော့အဖော်ဖြူပေးတာမျိုးဒီလိုအခိုက်အတန့်လေးတွေကဘာမှမဟုတ်ဘူးထင်ရပေမဲ့သူတို့တွေအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့အမတ်တရားတွေပါပဲဒါကြောင့်မိတ်ဆွေတို့လည်းကိုယ့်ရဲ့ချစ်ရတဲ့သူတွေကိုချစ်ကြောင်မပြပဲနေမိနေရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက် reminder လေးတစ်ခုပါကျမတို့တွေချစ်ကြောင်ထုတ်ပြဖို့ကိုနေတူနေမြတ်ဒီအထိစောင့်နေစရာမလိုပါဘူးအခုလက်ရှိအခိုက်အတန့်လေးမှာပဲကိုချစ်ရတဲ့သူတယောက်ကိုတတိယကြောင်မစိတ်ပို့ပါကိုချစ်ရတဲ့သူတယောက်ကိုပိုကြကြထွေးပွေပေးပါပို့ပြီးကျင်နာပေးပါပို့ပြီးဂရုစိုက်ပေးပါဒါမှလည်းကျမတို့တွေဟာနောင်နာတရားကင်းကင်းနဲ့ရှေ့ဆက်နိုင်မှာမဟုတ်လားအခုလိုမျိုးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှု healthy lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဝေမျှပေးသွားမှာမို့ဒီ channel လေးကို like and subscribe လုပ်ပေးသွားပါအောင်နော်